မသိတာနဲ့မပြောတာကြာပြီ it's been so long so အဲ့ဒါတစ်နှစ်လောက်တောင်ရှိပြီထင်တယ်နော် I know over 1 year ဒါပေမဲ့ဒီနှစ်တကယ်နော်မြန်မာပြည်မှာတွေ့မှာတွေ့မယ်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  တွေ့မယ် because I'm going to be there uh September နောက် around what ပိုင်း time September နောက်ပိုင်း September okay October okay I'll be there September October November အရမ်းမိုက်တယ်တွေ့ကြမယ်အရမ်းပြောရယ်မြန်မာပြည်ကျွန်တော်ဆိုမြန်မာပြည်မရောက်တာကိုဗစ်မတိုင်ခင်တည်းက2018 oh နောက်ဆက်တာ okay 18 it is fine now yeah you can go good ကဲအဲ့တော့အဲ့တော့မတ်တီတာကျွန်တော်နံပါတ်1မေးချင်တာကအခုနောက်ပိုင်းအမရဲ့communication တွေ coaching တွေမှာလုပ်နေတဲ့အချိန်မှာအခုနောက်ပိုင်းတွေ့တာဘာလဲလူငယ်တွေမြန်မာလူငယ်တွေဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ဘာ challenge တွေအခုနောက်ပိုင်း at the top ကဘာအခက်အခဲတွေတွေ့နေကြလဲ အခက်ခဲလို့တော့မဟုတ်ပါဘူးသိမလားအမအနေနဲ့ကျတော့အပေါ်ကနေကိုကအပြင်ကလူဆိုမြင်ရတာပေါ့နော်ဗာလေးတွေလိုအပ်နေလဲဆိုမြင်ရတာကိုက life saver တော့မဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့ experience အရာဗာလေးလိုအပ်နေတယ်ဆိုမြင်ရတာပေါ့နော်အဲ့ဒါဆိုတော့အမရဲ့ background ကလည်းအမက inner well-being ကနေစပြီး human well-being ကိုတွားတာဆိုတော့လေဒီမှာ inner ကအရေးကြီးတယ် inner တွေ human ဘက်တယောက်ချင်းစီရဲ့ inner well-being ကောင်းသွားရင် human well-being ဆိုတာဖြစ်လာတာပဲလေအဲ့တော့တယောက်ချင်းစီဘာတွေစိတ်မကြင်မနဲ့ဖြစ်နေတယ်လဲဘာတွေလိုအပ်နေတယ်လဲဘာတွေ satisfaction မဖြစ်ဘူးလဲလောကမှာဘယ်ဥစ္စာ survival mood တွေနဲ့အလုံးလုံးနေတယ်လဲ victimize တွေနဲ့အလုံးလုံးနေတယ်လားပေါ့နော် creativity mindset တွေဘယ်ပြောင်းနေတယ်လဲ group mindset တွေဘယ်ပြောင်းနေတယ်လဲပေါ့နော်အဲဒါလူငယ်တွေအတွက်ကတော့အဲ့ဒါကောင်းတာပေါ့လူကြီးတွေအတွက်ကျတော့လဲ it's not too late ပေါ့နော် you can do the life starts from now ပေါ့နော်အဲ့ဒီ conversation မျိုးကိုမှပေးနေတဲ့သဘောပဲအဲ့ဒါပဲအမှလုပ်နေတာ so life is so hard to get လေနော် so empowerment conversation ပေါ့ so any human being can listen to me လေအဲ့တော့အမအမြင်နဲ့သတိတစ်ခုလူငယ်တွေကိုတစ်ခုနံပါတ်1သတိပေးရမယ်ဆိုရင်ဘာလဲဥပမာဒီ inner well being ကိုရဖို့တစ်ခုသတိပေးရမယ်တီးပြီးသားပဲဒါပေမဲ့တခါတလေမေ့တတ်တယ်ဒါလေး reminder ပေးခြင်းနဲ့ဆိုရင်ဘာလဲဇောတိတ်မထည့်ပါနဲ့လို့တိတ်ပြီးတော့အလင်းတလို့မလောက်ပါနဲ့ life ကတဆင်ချင်းသွားတာလေသူအရွယ်နဲ့သူဖြစ်ပါစေဘာမဆိုပေါ့နော်ဘာဖြစ်လဲဆိုတော့9နှစ်သားလိုပဲနေမှရမယ်လေ10နှစ်သား10နှစ်သားလိုပဲနေမှ ရမ်းကြိုက် teenager တယ်ဆိုလဲ teenager အလောက်နေမှတကယ်လို့မှကိုကကြောင်းတက်ပြီဆိုလဲကြောင်းတက်တဲ့လူပေါ့နော်လူငယ်ဆိုတာလဲ possibility ကိုရန် create လုပ်ချင်ကြတယ်သူတို့မဖြစ်နိုင်တာဘာမှမရှိဘူးဆိုစိတ်ရှိတယ်ဒါပေမဲ့ experience လိုတာမျိုးလေးတွေပေါ့နော်ကိုကအသက်ငယ်ငယ်လေးနဲ့မီလီယံနာဖြစ်ချင်နေရဆိုလို့ရှိရင်လည်းအဲ့မီလီယံနာတကယ်ရတဲ့ဟာလားဖြက်လန်းရတာလားဆိုတာတွေကပြန်ပြီးတော့ဟိုလုပ်ဖို့လိုတာပေါ့နော်ဆိုတော့ human being မှာက55လောက်မှာတော့ peak ကိုရောက်တာဆိုတော့အဲ့လောက်ကျမှသူကစီးပွားရေးကြီးပြေးလေတယ် wealth ကြီးဖြစ်လာတယ်ပိုင်ဆိုင်မှုတွေရလာတယ်ဆိုတော့သူကတောက်လျှောက်ကအလုပ်လုပ်လာတာ哦တန်ဖိုးတွေနဲ့ဟုတ်တယ်မလားတစ်ထစ်ချင်းသွားတာဘာဖြစ်လို့အဲ့လိုလဲအဓိပ္ပာယ်ရှိရလို့ထင်တယ်အမဘာဖြစ်လို့လဲဆိုတော့အိုးလာပြီဆိုရင်ဘယ်သူမှအလုံးမလုံးနိုင်တော့ဘူးလေသိရမလားအဲ့တော့ experience ရှိထားတာသူ့အလိုလျောက် experience အရောက်သူ့ wealth ကလည်းဖြစ်လာတယ်ဆိုတော့အသက်ကြီးလာပြီဆိုရှင်ဒီရှိတဲ့ wealth ကိုကပြန်ပြီးတော့မှကိုပြန်ဂရုစိုက်တာမျိုးပေါ့နော်အဲ့လိုမှမဟုတ်နဲ့ငယ်ငယ်လေးမှာသူကလည်းလှုပ်တင်လှုပ်ထိုက်တာပျော်ရွှင်တင်တာမပျော်ရွှင်ဘူးလူကြီးတွေအရန်ဖြစ်ပြီးတော့လုံနေရင်လေလူကြီးဖြစ်လာလို့ရှိရင်ငယ်ဘဝကိုပြန်လို့ချင်းပြန်ရောဒါကြောင့်မလို့လူတွေကပြောင်းပြန်ဖြစ်နေတာပေါ့နော်တကယ်ငယ်တုန်းမှာတော့စိတ်ဓာတ်လည်းတန်မာရမယ်ခန္ဓာကိုယ်ကလည်းခဏရည်ရှိရမယ်စိတ်ဓာတ်လည်းခဏရည်ရှိရမယ်ဒါမှကိုယ်ကလုံးဝဇွဲလုံးလာနဲ့တဖြည်းဖြည်းအလုံးလုံးပြီးတော့မှငွေကြေးဝင်လာမှာလေဟုတ်တယ်မလားoh my ကြီးလာတဲ့ god ခါကျရင်ဘလို့မှမလုံနိုင်တော့ခွန်အားတွေပြုတ်ကြပြီလေအမနဲ့ပြောတိုင်းအရန်ကြိုက်တယ် I really like it စလုံးတစ်လုံးလေးပဲဘာသတိပေးခြင်းလဲဆိုအမပထမဦးဆုံးပြောလိုက်တဲ့စလုံး
ဇောအဲ့တော့လူဆိုတာ ဇောတွေသိမ့်မကပ်ပါနဲ့ yeah တစ်ချိန်လုံး rush ဖြစ်နေတာဒါလိုချင်တယ်ဒါလိုချင်တယ်ဇောနဲ့နော်အဲ့တော့ဇောလျှော့တယ်ဆိုတာမကြိုးစားခိုင်းတာမဟုတ်ဘူးဒီတိုင်းပဲအိတ်နေခိုင်းတာမဟုတ်ဘူးဒီတိုင်းပဲသွားပြီးတော့ you know ဘာမှမလုပ်ဘဲနဲ့ဒီတိုင်းပဲထိုင်နေခိုင်းတာမဟုတ်ဇောလျှော့တယ်ဆိုတာ slow down သတိထားဘာတွေဖြစ်နေလဲကိုနားလဲပြီးတော့သဘာဝနဲ့ appreciate flow လုပ်ပါဟုတ်တယ်မလား yes အဲ့ဒါတွေမကောက်ဇောကလည်းဘာလို့လာတာလဲဆိုလို့ရှင်တော့ပြိုင်ဆိုင်မှုတွေလေဟာသူများလုပ်ပြီဆိုငါလည်းမဖြစ်တော့ဒုက္ခပဲပြီးတော့လည်းအင်တာနက်ထဲမှာဖြစ်နေတဲ့အရာတွေအားလုံးကမင်းအလုံးမလုပ်ရင်မင်းအသုံးမကျဘူးဆိုတဲ့ဟာမျိုးတွေဒီစကလုံးတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့လူငယ်တွေကဟာငါတော့တခုခုတော့မှားနေပြီ something wrong with me ဆိုတော့ဇောတွေထည့်ပြီးအလုပ်လုပ်ကြတာတကယ်တမ်းကျတော့ဘသူ့ကိုမှမပြိုင်ဘဲနဲ့ what about my life what I want တင်မလား okay အေးအေးစစ်စစ်လေးလုပ်သွားမယ် what is my possibility I can create right now တော့ငါမှဘာရှိလဲဘာ skill ရှိလဲဘာ hard skill ရှိလဲ soft skill ရှိလဲအဲ့ဒါကိုပြုစုယူရပြီးတော့မှကိုကတစ်ထစ်ချင်းလမ်းလျှောက်တာမျိုးပေါ့ဘာလို့လဲဆိုတော့သူများဖြစ်တိုင်းကိုဖြစ်ချင်မှာဖြစ်မှာလေဒါပေမဲ့သူများဖြစ်ချင်လို့ကိုက live ဖြစ်ချင်နေတာဟုတ်ချင်မှလည်းဟုတ်မယ်ကိုဖြစ်ချင်တာကိုပြန်ပြီးတော့ awareness ပေါ့ focus on yourself ဖြစ်နော်ဇောကဖြည်းဖြည်းကျသွားတတ်တယ် Beautiful. Okay. Now လူကြီးအကြောင်းနည်းနည်းပြောအောင်အမကလည်းပြောတာလူကြီးကြတော့ it's not too late အဲ့တော့အသက်50ကျော်ပဲဖြစ်ဖြစ်60ကျော်ပဲဖြစ်ဖြစ်40ကျော်ပဲဖြစ်ဖြစ်တချို့လူတွေကငါအတွက်အရန်အသက်ကြီးသွားပါပြီငါတို့နောက်ကျသွားပါပြီစပီးစဉ်းစားတာအဲ့ဒါကိုဘယ်လိုသတိပေးခြင်းလဲလူကြီးကြလည်းပြောမယ်ဆိုလို့ရှိရင်တော့အမားတို့ကငယ်စဉ်တွေက train လုပ်ထားသလိုဖြစ်နေရလေအသက်ကြီးသွားလို့ရှိရင်စိတ်ပါဖြုတ်ချရမယ်ဆိုတာကြီးက automatic ပါလာကြတာလေသိမလား brain wash ပေါ့နော်ငယ်စဉ်တွေကအဲ့တော့အသက်50ဆိုရင်ဒီလိုပုံဖြစ်ရမယ်ဆိုမှစိတ်ကိုပါဖြုတ်ချတာတွေပေါ့နော်တကယ်ကျတော့စိတ်က unlimited ဆိုတာနားလည်ရမယ် human being မှာ body ကတော့ limit ရှိတယ်လေဒီလောက်ဆိုလောက်နေရမယ်ဒီလောက်ဆိုတော့ဒီလောက်ပြုတ်ကျလာမယ်ဒီလောက်ဆိုရင်တော့ခန္ဓာရင်ဒီလောက်ပဲရှိမယ်အဲ့ဒီနှစ်ခုကိုတွားပြီးတော့မှသူကစိတ်ကိုဘလို့ပဲဖြစ် body ကဘလို့ပဲပြုတ်ကျနေစိတ်ကငါတို့ unlimited ပါလားငါတို့စိတ်တွေက growth mindset တွေနဲ့တွားနေလို့ရပါသေးလားဆိုခွဲခြားလိုက်လို့ရှိရင်တော့ကိုအသက်ကြီးမှကိုရလာတဲ့ experience တွေဆိုအများကြီးရှိတယ်လေဘဝကြီးကိုကြော်ဖြတ်လာတာ growth mindset နဲ့တွားမယ်ဆိုရင်အဲ့ဟုတ်တာအားလုံးက mentor လုပ်လို့ရတယ်လူငယ်တွေနေရာမှာကိုချင်းစာပြီးတော့ကိုကဘာတွေပြုစုရပေးလို့ရမလဲလူငယ်တွေကိုဘယ်လိုနှောက်ထောင်ပေးလို့ရမလဲဆိုတော့အလုပ်တွေလုပ်လို့ရတာပေါ့အသက်ကြီးသွားတဲ့ခါကျရင်အဲ့ဒါဆိုရင်လေ mindset ကအဲ့လိုဖြစ်နေတဲ့ခါကျခန္ဓာကိုယ်ကလည်းတစ်ဖြည်းဖြည်းလိုက်လာတာဆိုတော့စိတ်တက်ကြစရာအကြောင်းမရှိဘူးလို့ထင်တာပဲလေခါအမမြင်ကွင်းအနေနဲ့ပြောပြတာပါ because I tried that way လေ Okay အရင်ကောင်းတယ် Okay အဲ့တော့အခုနည်းနည်းအမနဲ့တိုင်ပင်ချင်တာအမေရိကအကြောင်းတိုင်ပင်အောင်တို့နည်းနည်းသေးချာမတိုင်ပင်ဘူးသေးဘူးအမေရိကမှာအခုနေရတာဘယ်လိုနေလဲဘာလို့လဲဆိုတော့အနောက်တိုင်းရဲ့အခု politics တွေနိုင်ငံရေးတွေကသူတို့ကအခြေအနေကဒီလောက်မကောင်းသလိုပဲသူတို့လည်းနည်းနည်းခံစားနေရတာပဲဒါမြန်မာတွေမဟုတ်ဘူးအဲ့ဒါကျွန်တော်တွေ့ရတာအမှသဘောတူလားသဘောတူတယ်ဒါပေမဲ့ပြောမယ်ဆိုလို့ရှိရင်တော့အမားအတွက်ကတော့ဒါတွေကဖြစ်လစ်ဖြစ်ထဖြစ်သင့်ဖြစ်ထိုက်ဖြစ်ဖို့ဖြစ်လာပြီလို့ပဲတွေးလိုက်တဲ့အခါကျတော့ကိုယ်မထိခိုက်တော့အဲ့ဒီဂျားတွေကနေမှကိုကဘယ်လိုလုပ်ရမလဲ concern တွေပါနေရမှာလားတဘောက concern ကြီးလုပ်ပြီးတော့မှ complaint တွေတက်နေလို့ကိုကဘာမှ take action မယူဘူးဆိုရင်လေဒါမှဘာမှအဓိပ္ပာယ်မရှိဘူးလေဟုတ်တယ်မလားဒါလောကကြီးကတော့သူဖြစ်လိုက်တာဖြစ်နေမှာဘယ်နိုင်ငံမှာလည်း perfect မဟုတ်ဘူးအနောက်အရှေ့တစ်ခုမဟုတ်တစ်ခုကတော့ချိုးရင်းချက်ရှိနေတာပဲဟုတ်တယ်မလားအဲ့လိုဆိုတော့လူရဲ့မကျေနပ်မှုတွေကလည်းရှိနေမှာပဲဘလို့ဖြစ်ဖြစ်ဒီနိုင်ငံမကောင်းဒီနိုင်ငံမှာနေပြီးတော့ဒီမကောင်းလို့တခြားနိုင်ငံရောက်လာတခြားနိုင်ငံမကောင်းဖြစ်မှာပဲဆိုတော့ကိုကတော့ဘယ်ရမဆို optimistic လားအကောင်းမြင်ဝါဒနဲ့ပဲကြည်လိုက်တာပေါ့ဟုတ်တယ်နော်အကောင်းမြင်ဝါဒနဲ့ကြည်လိုက်တဲ့ခါကျတော့ကိုယ့်အတွက်ကဘာမှမဖြစ်တော့ဘူးပေါ့ဟုတ်တယ်ကျွန်တော်စဉ်းစားတာဒီအထဲမှာမကောင်းလို့ရှိရင်ဘယ်သွားကောင်းနေမှာမဟုတ်ဘူးပြီးတော့အထဲမှာကောင်းတယ်ဆိုရင်ဘယ်နိုင်ငံကိုသွားသိမလားနည်းနည်းအောင်မြင်နိုင်တယ် yes ဘာလို့ဆို learning တွေကြီးပဲလေ learning လုပ်စရာတွေကြီးပဲတဲ့သူတို့ရဲ့ ideology သိရမလားမျိုးစုံပေါ့လူတွေမှာထွက်နေရဆိုတော့ကိုယ်တယောက်ထဲတောင်မှစိတ်တွေရှိနေတာအမြင်တွေရှိနေတာကြီးက
အပြုတ်မှုတွေရှိနေရစဉ်းစားကြည့်ကြည့်လိုက်လေကိုတယောက်တည်းအောင်ကိုတုံဖြစ်နေတာလှမ်းကြည့်လိုက်ကြည့်ကြည့်တခြားလူပေါင်းမျိုးစုံနဲ့ပတ်ဝန်းကျင်မျိုးစုံနဲ့သူ့ရဲ့မွေးဖွားရာမျိုးစုံနဲ့တက်လာတာသူတို့ရဲ့အဖေမေရိုက်သွင်းပုံနဲ့သူတို့ဘယ်နိုင်ငံကကြီးပြင်းလာတာနဲ့အဲ့ဓာတွေအားလုံး ideology တွေကလူတွေမှာစုံနေတာပဲအဲ့တော့အဲ့ကြောင့်လည်းအဖွဲ့အစည်းဆိုတာဖြစ်လာတာပေါ့လေဟုတ်တယ်မလား อืม Okay now meditation အကြောင်းတစ်ချက်ပြောပါအမဘာလို့လဲဆိုတော့ကျွန်တော်တို့ဟိုတစ်ခါတိုင်ပင်ဘူးတယ်မြန်မာစကားနဲ့တစ်ခုဝန်းနေစရာကောင်းတာ meditation လို့ပြောလိုက်ရင်တရားထိုင်တာလို့ဘာသာပြန်တယ်တကယ်တော့ religion နဲ့တိတ်မဆိုင်ဘူးဘာသာရေးနဲ့တိတ်မဆိုင်ဘူး meditation ဆိုတာအမခုနပြောသူကိုပြန်ကြည့်လိုက် awareness အဲ့ဒါနည်းနည်းရှင်းပြပါ meditation ဆိုတာဘာလဲပြီးတော့ဘာကြောင့်လုပ်တင်လဲဒီဥစ္စာ yeah meditation မနေ့ကပဲအမ meditation နိုင်ဝက်ထိုင်တာပေါ့နော်အဲ့တော့ဘာတွေအမကတိလဲဆိုတော့ meditation ဆိုတာဘာမှမဟုတ်ဘူးမောင်လေး breathing awareness အဲ့ဒါမြန်မာလိုပြောချင်နေဆိုရင်အဲ့ဒါတရားထိုင်တယ်လို့ပြောလိုက်တော့တမျိုးနားလည်မှုဖြစ်သွားတယ်တကယ်ထိုင်ပြီးအသက်ရှူလို့ပြောလို့မရဘူးလေဟုတ်တယ်အဲ့တော့အသက်ရှူတာရဲ့ဘာပါလဲ meditation ထဲမှာရဲ့အသက်ရှူတာရဲ့ mind ရဲ့ body ရဲ့ပြီးလို့ရှိရင်သူက awareness ကဒါပဲဒီသုံးခုပဲသူသွားနေတာ meditation ကအဲ့ဘာအတွက်ကောင်းတာလဲဆိုတော့နမူနာပြပြမယ်အမ meditation စဆိုင်ထိုင်တာနဲ့တကယ်လို့များအမအမျိုးသားကဘေးနားနေဖြတ်သွားတယ်ဆိုလို့ရှိရင်ချက်ချင်းပဲပေါ်လာတဲ့စိတ်ကဘာပေါ်လာလဲဆိုလို့ရှိရင်ငါထလုပ်ပေးရမှာမလားသူ့ဘလို့မလုပ်ပေးနိုင်မလားဟာသူ့ငါကြုံမလုပ်ခဲ့ရမလားအပြစ်တင်တာတွေအဲ့ဥစ္စာတွေက realization လုပ်နေတဲ့အခါကျတော့နောက်ဆုံး meditation လုပ်နေတဲ့နေရာထမသွားတော့ဘဲနဲ့ကိုလုံးကြအပြုတ်မိုးတယ်အဲ့ဒါကိုကြည့်လိုက်တဲ့အခါမှာငါမရှိလေလောကကြီး okay မှာပဲဆိုတာနဲ့ကို restfulness ယူတတ်လာတယ်restfulness ကိုရလာတယ်အဲ့ဒါလူတိုင်းပြင်ဆင်သင့်တယ်လို့အမထင်တယ် yes အနည်းဆုံးမိုးလင်း14 minutes ဒါမှမဟုတ် before night time 14 minutes လောက်တခါလောက်တော့လှုပ်သင့်တယ်လို့ထင်တယ်အဲ့ဒါဆိုလို့ရှိရင်ကို restfulness လေးနဲ့ဇောမပါတယ်လှုပ်တက်လာလိမ့်မယ်နောက်မှဆိုလို့ရှိရင်ကိုကဟိုနေရာလဲငါပါမဖြစ်မယ်ငါကတင်ရှင်ဟိုနေရာမှာပါငါမရှိမလောကရတခုဖြစ်တော်မယ်ဆိုတာမျိုးပေါ့အဲ့ဒါကိုလေကိုက distinguish လုပ်ရတော့မယ် ဟုတ်တယ်နော်အထူးသဖြင့်တို့အရှိတိုင်းကမိဘတွေအတွက်အရန်ခက်တယ်ငါမရှိရင်ငါမဆုံးဖြတ်လို့ရှိရင်ငါမပြောလို့ရှိရင်ဒီကလေးတွေကစက်မရှင်တော့ဘူးဆိုတာ yes နော်အဲ့ဒါကိုအရန်အဲ့ဇောကိုလွတ်ဖို့အရန်ခက်တယ် yeah အဲ့ဒါဆိုလေလူကြီးတွေများများလှုပ်ဖို့လိုတယ်ဗမာပြည်မှာပေါ့နော်အဲ့ဒါဆိုများများလှုပ်ရင်အဲ့ဒီရဲ့ experience ရလာတဲ့ခါကျရင်ဘာနဲ့မှမတူတော့သိလားအဲ့တော့ကိုသားသမီးကိုကိုရဲ့မျက်စိရှိမှာပဲမင်းတို့ကြိုက်တာလို့မင်းတို့ risk ယူစမ်းမင်းတို့ဘာ possibility တွေ့မယ်ဆိုတာမျိုးကိုကလွတ်ချလိုက်နိုင်မယ်အဲ့ဒီစကားမျိုးပြောလာနိုင်လိမ့်မယ်ဘာလို့ဆိုတော့ကိုမျက်စိရှိမှာသူတို့တွေကကျွမ်းကျင်အောင်လုပ်ကင်နေရင်ကိုကဘေးနားဆောင်မလိုအပ်တာလေးကိုပံ့ပိုးဖို့ပဲလိုတော့တာကိုမရှိရင်40ကျော်မှကိုသားသမီးကဘာထားလို့မလို့သဘောကအဲ့ meditation နဲ့ဆိုင်တယ်အယမ်းမှန်တယ်ကိုမရှိတော့သူသားသမီး40 50ကျော်ကြာမှသူ့ဘာသူထလောက်အောင်မလားအလုပ်စားလုပ်ရတော့မှာလေနေလေအဲ့ဒါလေးကအမ meditation လုပ်ရင်လည်းအမသားနဲ့အမလုံးဝပြတ်လာတာပေါ့ပြတ်လာတာငါမရှိလဲဖြစ်တယ်ဆိုတာမျိုးပြတ်လာသူတို့ trust ဖြစ်လိုက်တာပေါ့နော်သူတို့ယုံကြည်လိုက်တာမောင်နှမတွေဆိုလည်းအဲ့လိုပဲယုံကြည်လိုက်တာအဲ့ meditation နေရတာပေါ့ yes အဲ့ဒါအရေးကြီးစမယုံကြည်ဖို့ဒီလိုအနောက်တိုင်းလိုမျိုးကြီးဒီဘက်ကြီးအရင်သွားလို့လည်းမကောင်းဘာလို့ဆိုတော့အနောက်တိုင်းမှာကျတော့16နှစ်ပြည့်ပြီဆိုရင်အိမ်ကနေထွက်ပြီးသူ့ဘာသူသွားနေပြီ19နှစ်ပြည့်ပြီဆိုသူ့ဘာသူသွားနေပြီအဲ့တော့အဲ့လိုကြီးလည်းမကောင်းတို့အရှိတိုင်းကမိသားစုတွေအတူတူစီစီလုံးလုံးနေတာကောင်းတယ်ဒါပေမဲ့လိုတာကဒီ mental ဒီဇောကိုနည်းနည်းလှုပ်ချဖို့သူတို့ယုံကြည်ဖို့သူတို့ဘာသူတို့လှုပ်တက်ဖို့ထားဖို့ဟုတ်တယ်မလားနောက်မှဆိုလို့ရှိရင်မြန်မာပြည်ကမိသားစုတွေက disable ဖြစ်နေရလေ disable ဆိုတာကသားသမီးတွေမွေးလာတာနဲ့ငါမှမရှိရင်သူတို့ disable ဖြစ်ပြီ disable တွေကိုထည့်နေတာမှန်ဆိုကိုရှိမာတွေကိုသူတို့လုတ်ခွင့်လုတ်ပဲပေးလိုက်လို့ရှိရင်ကိုမြင်ရရင်အော်သူတို့တွေတိုးတက်နေပါလားသူတို့လုံးနေပါလားလှုပ်ရှားနေပါလားဆိုကိုသားသမီးပေါ်မှာကို trust ဖြစ်သွားတာလေအဲ့တော့မဒီနိုင်ငံမှာရောက်ခါစားတယ်အဲ့လိုပဲ Asia ကောင်းလား Western ကကောင်းလားဖြစ်နေတာဒါပေမဲ့ Western ကကောင်းတာကိုလည်းယူသိယူထိုက်တာကိုယူရမယ်ဟုတ်တယ် Asia ကောင်းတာလည်းယူသိယူထိုက်တာကိုယူရမယ်ခုကိုပေါင်းပြီးအလုပ်လုပ်ရမယ်ကိုဟုတ်တယ်
ဟုတ်တယ်အဲ့တော့ကျွန်တော်ပြောတာ Western လိုမျိုးကြီးလုံးလုံးကြီးသူတို့16နှစ်ပြည့်လို့ရှိရင်အိမ်ထဲကနေမောင်းထုတ်စရာမလိုဘူးဒါပေမဲ့ဒီဘက်အစွန်းကိုလည်းအတင်းကြီးတမျိုးကြီးအသက်50အထိချုပ်ထားစရာမလိုဘူး လို့ဟုတ်တယ်နာကျင်ရတယ်မိဘသားသမီးကိုလွတ်လိုက်ရနာကျင်ရတယ်အဲ့နာကျင်မှုอ่ะဒါကအေးရှားဘက်ကလူတွေပေါ့နော်သားသမီးကိုအမြဲတမ်းအုပ်ထားခြင်းနဲ့ကိုယ့်လက်ထက်မှာပဲကြက်အုပ်သမားကြီးလိုကြက်သမားကြီးလိုပဲတအုပ်ကြီးလှုပ်ထားခြင်းနဲ့ဒါပေမဲ့ခက်တာကအဲ့လိုထွက်သွားရင်တော့နာကျင်ရလိမ့်မယ်ဒါပေမဲ့သူတို့ရဲ့တိုးတက်မှုအတွက်မိဘကခံစားရမှာပဲဒါလေးကိုတော့ကိုကနာကျင်မှုကိုတော့ကိုကလက်ခံရမယ်လေ โอเคအဲ့တော့ရန်ကုန်အကြောင်းတစ်ချက်ပြောပါအောင်အမအခုဘယ်တော့သွားမှာလဲပြီးတော့ဘာတွေလုပ်ဖို့အစီအစဉ်ရှိလဲအမကိုတွေ့ချင် ရန်ကုန်ကို ဘယ်မှာ available ဖြစ်မလဲ မဟုတ်လေအမကိုရန်ကုန်ရောက်လို့ရှိရင်အမကိုဒီ Messenger ပဲပို့လိုက်ရတယ်လေဟုတ်တယ်မလားအမကတော့ရန်ကုန်မှာရှိနေမယ်ဒါပေမဲ့အမဟိုနေ့လောက်သွားမယ် September လလယ်လောက်သွားမယ်2 လလောက်နေမယ်ပေါ့နော်အမချင်းမိုင်လည်းသွားလဲဖို့ရှိတယ်နော်ပြီးလို့ရှိရင်ရန်ကုန်မှာလည်းမန္တလေးသွားမယ်တောင်ကြီးသွားမယ်ပေါ့နော်ကိုယ့်ရဲ့ဥစား participant တွေလည်းသွားတွေ့မယ်ပေါ့ graduate တွေသွားတွေ့မယ်ပြီးလို့ရှိရင်လည်းအဲ့လိုဟောပြောစရာလေးတွေပေါ့နော်ဒီဟိုမှာရှိတဲ့လူတွေနဲ့ပေါင်းပြီးတော့မှဒီ inner well-being ကိစ္စလေးတွေပြောမယ်ပြီးလို့ရှိရင် women empowerment group တွေနဲ့ဆက်သွယ်မယ်အဲ့လိုပေါ့နော်အမှားတော့ချိတ်ထားတယ်အဲ့လိုမျိုးလေးတွေပြီးတော့လူငယ်ပေါ့နော်လူငယ်တွေကိုစကားလိုက်ပြောဖို့ပေါ့လေစိတ်ဓာတ်မကြဖို့သူတို့လက်ထဲမှာရှိတဲ့ဘဝဆိုတာဒါမျိုးပေါ့အမကြိုက်တဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးသဘောကတော့ speaker လိုက်လုပ်ဖို့ပေါ့လေဒါ collaborate လုပ်ပြီးတော့မှအဲ့ဒါလေးတော့မတို့စီစဉ်ထားတယ်အဲ့တော့အမကိုလာတွေ့ခြင်းနဲ့ဒီ event တွေကိုတွေ့ခြင်းနဲ့ဆိုရင်ဘယ်မှာရှာရမလဲနာမည်ပြောလိုက်ပါ Facebook page နာမည် Facebook page က Theater Light Sharing မှာတွားလို့ရတယ်အမရဲ့ website မှာတော့အဲ့ဒါကြီးတိတ်ပေါ်မကြေညာထားဘူးပေါ့နော်အမ YouTube ရှိတယ်တီတာအောင်ပြီးတော့ TikTok ရှိတယ်တီတာအောင်အဲ့ဒီမှာတော့အမကြေညာတယ် Instagram လည်းရှိတယ်ပေါ့နော်တီတာအောင်အဲဆိုတော့အမရဲ့ Facebook page website ကတော့ www.tdaeducation.com โอเคဒီမှာအဲ့ဒီမှာလည်းအမကိုဆက်သွယ်လို့ရတယ်စာထိုးပေးလိုက်မယ်နော်အဲ့တော့ဗမာပြည်သွားမယ်ဆိုရင်တော့လုပ်ကြရအများကြီးရှိတယ်ပေါ့နော်နောက်ဆုံးအခွင့်ရတယ်ဆိုရင်တော့ TV station မှာလည်းစကားပြောရင်ပြောမယ်လို့ရှင်Manly FM မှာလည်းစကားပြောရင်ပြောမှာပေါ့လေအမှားတော့လှမ်းပြီးတော့ချိန်နေပေါ့လေโอเคကဲနောက်ဆုံးဘာ message ရှိသေးလဲအမဘာပြောတာတွေကအရင်အရေးကြီးတာတွေအကုန်လုံးပြောပြီးနေပြီဇောနည်းနည်း short ရမယ်ဇော short ဆိုတာဒီတိုင်းပဲသွားပြီးတော့လုံးလုံးကြီးအိတ်ခိုင်းနေမှာမဟုတ်ကိုပါကို awareness ရှိလို့ရှိရင်ကိုလှုပ်တင်တာတွေနားလည်ရမယ်ပြီးတော့လူကြီးတွေအတွက်ကnot too late ပြီးတော့တိတ်ပြီးတော့တစ်ချိန်လုံးချုပ်စားစရာမလို give trust yeah တာသမီ family တွေကို trust ပေးရမယ်နောက် final reminder တခုရှိသေးလားအမကတော့ reminder လုပ်မယ်ဆိုတော့အများကြီးပါအမ inner well-being နဲ့ဆိုင်တာဆိုတော့အမကတော့ကိုယ့်ရဲ့အတွေးတွေကိုသတိထားပေါ့နော်ကိုယ့်ရဲ့အတွေးတွေကကိုယ့်ရဲ့ရန်သူပဲပေါ့နော်ဒါလူတိုင်းပဲဒါပြီးတော့လေလူငယ်တွေဆိုလို့ရှိရင်လေတခုပြောချင်တာကတော့ငယ်ရွယ်စဉ်ထဲကိုကဒီ meditation ပေါ့နော်ဒီ awareness ကို restfulness ကိုစပြီးတော့ယူသင့်တယ်inner ကိုပြန်ကြည့်တာပေါ့ outer ကြည့်နေတဲ့အခါကျတော့ကိုဇောတွေပူကတ်စေတယ်ပေါ့နော်အဲ့တော့ inner ကိုကိုပြန်မတစ်ဖက်လက်ကြည့်ဖို့လိုတယ်ပေါ့နော်ပြန်ကြည့်ကိုမေးခွန်းပြန်ထုတ်ကြည့်အဲ့ဒါဆိုလို့ရှိရင်အဲ့လိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကိုယ့်ရဲ့လမ်းကြီးကအရင်ဖြောင့်ဖြူးသွားလိမ့်မယ်အရင်ရှင်းသွားလိမ့်မယ်ဘာလို့ဆိုတော့လူငယ်ဖြစ်ပြီဆိုလို့ရှိရင်လမ်းပြောက်နေတာများတယ်လေအဲ့လမ်းပြောက်တယ်ဆိုတော့လမ်းပြောက်တာမဟုတ်ပြောက်တာလည်းကောင်းတယ်ဖောက်လာမှာဖောက်ပြီးတော့မှကိုယ်လမ်းဖြစ်သွားမှာသူများဖောက်ပြီးတဲ့လမ်းကိုရှောက်တာတဲ့ကိုယ့်ကိုဖောက်တဲ့လမ်းကိုရှောက်တာပိုကောင်းပါတယ်လို့အရင်ကောင်းတယ် thank you အမ thank you ပါမောင်လေး